အခုလက်ရှိဂျပန်မှာပေါ့နော်နာမည်ကြီးနေတဲ့သတင်းပြောပြမယ်။မာဆက်ကနေထွက်ပြေးလာတဲ့ကလေး12နှစ်အရွယ်ကိုဂျပန်ရဲစခန်းမှာအကူအညီတောင်းတာ။ဘာလို့လဲဆိုတော့သူ့အမေထိုင်းလူမျိုးကဂျပန်မှာဆက်မှာသူ့ကိုရောင်းစားထားတယ်နော်အသက်7နှစ်နော်။အဲ့ကနေပြီးတော့ရဲကအဲ့ဒီဆိုင်ကိုဝင်ပြီးတော့ဆိုင်ရှင်ကိုဖမ်းလိုက်တာပေါ့နော်။ဆိုင်ရှင်ရဲ့နာမည်ကမာဆာယူကီဟိုဆိုနိုဆိုအသက်50နှစ်အရွယ်ပေါ့နော်။နာမည်ဖမ်းမှားရင်လည်း sorry နော်။ဒီသတင်းကိုဒီဂျပန်ရဲ့ page တစ်ခုမှာပေါ့နော်သူကထိုင်းလူမျိုး transit လုပ်ပြီးတော့တင်ထားပေးတာပေါ့နော်အမေကမရှိတော့ဘူးအမေကသမီးကိုလာရောင်းစားပြီးတော့ဘန်ကောက်ကိုပြန်သွားတယ်ဘန်ကောက်ကိုပြန်ပြီးတော့အခုသူ့သမီးကရှာလို့ရတဲ့ပတ်စံကိုသူ့ကိုပို့ပေးရတယ်အဲ့လိုမျိုးသူ့အမေကပြန်သွားပြီးအခုအသက်12နှစ်အရွယ်ကလေးပဲကျန်နေတယ်နော်ဂျပန်မှာသူနဲ့သူ့အမေကိုဂျပန်နိုင်ငံကိုရောက်သွားတာကို6လပိုင်းတော့ပါပေါ့နော်6လပိုင်းတော့သူတို့နှစ်ယောက်ရောက်သွားတယ်ရောက်သွားတာအမေဖြစ်သူကဆိုင်ကိုခေါ်သွားတယ်ဆိုင်ကိုခေါ်သွားပြီးတော့ဘလို့နှိပ်ရမှာလဲဆိုတော့နှိပ်တော့ဆိုရိုးရိုးနှိပ်တော့မဟုတ်ဘူးနော်နှိပ်တော့ဆိုဘလို့နှိပ်လဲဆိုတော့ဘလို့ပြောရမလဲဘလို့နှိပ်လဲဆိုတော့လိန်စိတ်ကြွအောင်လေအဲ့လိုမျိုးသူ့အမေတင်ပေးတာလိန်စိတ်ကြွတာတို့ကာမစိတ်ကြွတာတို့အဲ့လိုမျိုးနှိပ်တာတင်ပေးတာတော့နော်ရိုးရိုးနှိပ်တာမဟုတ်နော်အဲ့လိုမျိုးသူ့အမေတင်ပေးတယ်ပြီးရဲ့အမှသူတို့တွေကသူ့အမေကိုရေးတာလားသူ့သမီးရေးတာလားတော့မသိဘူးနော်ဗာလဲနှိပ်ပေါင်နှိပ်ကြီးတွေပေါ့ဘလို့ရေးထားတာလဲဆိုတော့အဲ့ဒီချက်ကြအပေါ်မှာနှိပ်ပြီးတော့ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်အဲ့လိုမျိုးသူကအဲ့လိုမျိုးနှိပ်နီးတယ်ပေါ့နော်သူတင်ပေးနေတယ်အဲ့မှလည်းသူ့အမေကသူ့ကိုခေါ်သွားပြီးတော့အဲ့မှဂျပန်မှာသူ့အမေကနှစ်ပတ်ကြာသွားတယ်နှစ်ပတ်ကြာပြီးတော့သူ့အမေကပြန်သွားတယ်သူ့အမေပြန်ပြီးတော့ကလေး12နှစ်အရွယ်ကလေးတစ်ယောက်ပဲကြံခဲ့တယ်နော်ကလေးကကြောက်တော့ဆိုင်ရဲဟိုမိဖို့ကြောင့်မှအဲ့ဒီနေရာမှာအဲ့ညာပြီးရင်အဲ့ကလေးကအဲ့မှနေလိုက်တာ6လပိုင်းကလေးကနော်6လပိုင်းမှာကလေးကမခံနိုင်တော့လို့အမှထွက်ပြေးဖို့ကြံလိုက်တယ်နော်ထွက်ပြေးဖို့ကြံလိုက်ဘလို့ထွက်ပြေးတယ်လဲဆိုတော့တော်မော်စီကိုတွားတယ်ကွယ်ထိုင်းလို့ပြောမှဆိုတော်မော်ပေါ့နော်အဲ့ဒီဟိုကတော်ကွန်ခောက်မှုကလေအဲ့လိုမျိုးသူကနေတဲ့မြို့ကတိုကီယိုမြို့ပါပေါ့နော်ကလေးကအဲ့ဒီရေးတွေဂျပန်ရေးတွေပေါ့နော်ဟိုအကူကြီးတောင်းတာကျမကိုအိမ်ပြန်ပို့ပါကျမကိုအိမ်ပြန်ပို့ပါပေါ့နော်အဲ့လိုအကူကြီးတောင်းလိုက်တယ်သူကကိုဖမ်းရင်ဖမ်းပါစေအဲ့လိုမျိုးသူကလုံးဝမစင်စားမဲနဲ့အဲ့တိုကီယိုရောင်းကိုတွားပြီးတော့အကူကြီးတောင်းလိုက်တယ်တလအတွင်းမှာနော်ကလေးကငွေ6သိန်း2900နော်ဂျပန်ငွေအဲ့ရှာလို့ရတယ်ပြီးရင်ဆိုင်ရှယ်ကသူ့ရဲ့ percent ကိုသူနှောက်ပြီးတော့ကျန်တဲ့ percent အကောင်လုံးအမေစီကိုသူပို့လိုက်တယ်နော်ဘန်ကောက်မှာရှိတဲ့အမေစီကိုသူပို့လိုက်တယ်ရေးတွေကခလေးကိုစစ်ဆေးအရပါနော်သူကဘန်ကောက်မှာနေတာသူညီမလေးတယောက်နဲ့နေနေတယ်ပြရဖိုးဖွားနဲ့နေသူ့အမေခါကြတော့ဒီရဲ့ဘန်ကောက်ထဲမှာပေါ့နော်ထိုင်းနိုင်ငံမှာသူ့အမေကအပြည့်တစားလုပ်နေတယ်နော်သူ့အမေလည်းအဲ့လိုမျိုးရောင်းစားနေတာပေါ့အမေမှာသူနဲ့သူ့အမေနဲ့ကတိတ်မနေဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာကျတော့သူ့အမေကနင်းကိုငါဂျပန်မှာဟိုအလောက်ခိုင်းပါပေါ့နော်အဲ့ဒါကြောင့်သူ့အမေနဲ့သူတိုက်တာ6လပိုင်းတော့ကနော်သူ့အမေကိုသူဂျပန်အထိကိုလိုက်သွားတယ်ခလေးကမပြောလဲဆိုတော့ तू ကမလောက်ချင်ဘူးပေါ့နော်အဲ့ဒါ तू အဲ့လိုမျိုးလဲ तू မလောက်ချင်ဘူး तू အတွေ့အကြုံလည်းမရှိဘူးသူ့အမေကအတင်းကိုလောက်ခိုင်းတာပေါ့နော်အတင်းကိုအဲ့လိုမျိုးဟိုပတ်စံရှာခိုင်းတာပေါ့အဲ့ကလေးကနှစ်ဆိုင်တောင်ပြောင်းလိုက်နေတယ်နော်ပထမဆိုင်မှာပြီးတော့ဒုတိယဆိုင်မှာပြောင်းတဲ့ခါကျမှပဲအဲ့ကလေးကဗာလဲရောင်းစားခံထိတာပေါ့နော်အဲ့ဒီဆိုင်ရှင်ကသူ့အမေနဲ့လည်းတိတယ်အဲ့ဂျပန်ကဆိုင်ရှင်လေသူ့အမေနဲ့လည်းတိတယ်သူ့အမေနဲ့လည်းရင်းနှီးတယ်အစကတော့အဲ့ကလေးကကြတော့ तू လောက်မှစားရတယ်မိသားစုတွေအတွက် तू လောက်မှ तू စားရမှာဆိုတော့ तू ကကြိတ်မိတ်ခံပြီးတော့လောက်တာနောက်ပိုင်းမှာကြတော့မခံနိုင်တော့လို့ तू ကထွက်ပြေးလိုက်တော့နော်ဘာလို့လဲဆိုတော့အဖွားနဲ့လည်းတွေ့ချင်တယ် तू အမတွေ तू ညီမတွေလည်း तू နဲ့ तू တွေ့ချင်တယ်ပြီးရင်तू မခံနိုင်တော့လို့ပြီးရင်နောက်တစ်ခုကကြတော့ तू ကြောင်းဆက်တက်ချင်လို့အဲ့ဒါကြောင့် तू ကအဲ့ဒီကလေးကိုဒီထိုင်းပို့ဖို့အတွက်ဂျပန်ရဲ့ရေးတွေကနော်ထိုင်းမှာဟိုလုံချောင်းလာပေါ့နော်သူကပြန်ပို့ပေးဖို့အတွက်ပြီးရင် तू ထိုင်းမှာရှိနေတဲ့သူ့အမေကိုဘယ်လိုအရင်ချက်ကမှလဲဆိုတော့သူတို့တွေကအဲ့လိုမျိုးစီစဉ်နေတာပေါ့နော်အခုကဒီသတင်းကိုလုံးဝသတင်းကြီးပေါ့နော်ဘာလို့လဲဆိုတော့ခလေးကအသက်အငယ်ဆုံးမှာအသက်12နှစ်အရွယ်ပဲရှိတယ်နော်အသက်အငယ်ဆုံးရင်ရောင်းစားခံကြည့်တာအဲ့လိုမျိုးသတင်းတွေကတော်တော်လေးကိုစိုးတယ်သူ့အမေဘေရောက်သွားပါလေကို့သမီးကိုရောင်းစားတဲ့အမေကဘာမှတော့ရှာရမှာလဲဒီဘန်ကောက်ကိုလာရင်ရောရဲတွေကပို့ရင်ရောလောင်ချောင်းလားအဲ့လိုမျိုးသူ့အမေကိုပြန်ရှာရမှာအခုကဒီထိုင်းနိုင်ငံရောက်လာပြီဆိုလို့ရှိရင်အဲ့သူ့အမေကိုဘယ်လိုရှာရမလဲဆိုတော့နောက်မှပြောမှာဆက်နားထောင်ရမှာမေ့သွားတယ်အဲ့ကလေးကိုလေတလအတွင်းမှာလေအယောက်60တောင်မှသိလားအယောက်60တောင်မှသူခံလိုက်ရတယ်အဲ့လိုမျိုး